ကြက်တောင်သီးတွေကတကယ်တော့ကြက်မွေးတွေနဲ့ပြုလုပ်ထားတာမဟုတ်ပါဘူးဟုတ်ပါတယ်သူရဲ့နာမည်ကြောင့်ကျွန်တော်တို့တစ်လျှောက်လုံးလှည့်စားခံခဲ့ရတာပါဒါဆိုကြက်တောင်သီးတွေကိုဘာနဲ့လုပ်ထားတာလဲပရီမီယံအဆင့်မြင့်ကြက်တောင်သီးတွေကိုငန်းမွေးတွေနဲ့ပြုလုပ်ပြီးအဲ့ထက်အဆင့်နှိမ့်တွေကိုဘဲအမွေးတွေနဲ့လုပ်ထားတာပါကြက်မွေးတွေကိုမတုံးရတဲ့အကြောင်းရင်းကကြက်တွေကမြေပြင်ပေါ်မှာအစာရှာဖို့မွေးဖွားလာပြီးအကွာဝေးတို့လေးတွေမှာပဲပြန်တန်းနိုင်တဲ့ငှက်တွေဖြစ်လို့ပါသူတို့ရဲ့အမွေးတွေကိုရေငှက်နဲ့ရွှေပြောင်းငှက်တွေဖြစ်တဲ့ငန်းနဲ့ဘဲတွေနဲ့မတူပဲလေထဲမှာအဆက်မပြတ်ဖြတ်သွားဖို့ဒီဇိုင်းထုတ်ထားရလည်းမဟုတ်ပါဘူးသူတို့ရဲ့အတောင်မွေးတွေဟာလေကွင်းအားကောင်းပြီးအကွာဝေးရှည်တွေတောင်ပန်ခတ်တာကိုခံနိုင်ရရှိကြပါတယ်ယနေ့ခေတ်မှာကြက်တောင်သီးများစုကိုအသားအတွက်မွေးမြူထားပြီးတိတ်မပြန်တန်းနိုင်တော့တဲ့ဘဲနဲ့ငန်းတွေကနေရယူထားပေမဲ့သူတို့ရဲ့အမွေးရိုးတွေကကြက်မွေးတွေထက်ပိုထူပိုမာကြောပြီးပိုဖြောင့်ပါတယ်ဒါပေမဲ့စိတ်ဝင်စားစရာကောင်းတာကကြက်တောင်သီးကိုဖွဲ့စည်းထားတဲ့ငှက်မွေး16ချောင်းစလုံးဟာတောင်ပန်တစ်ဖက်တဲကနေလာရမှာပါဒီတိကျမှုဟာလေကွင်းအားကြောင့်ဖြစ်ပါတယ်ဘယ်တောင်ပန်နဲ့ညာတောင်ပန်တွေမှာမတူညီရဲ့ကွေးညွတ်မှုတွေနဲ့ငှက်မွေးဥတီချက်တွေရှိပါတယ်ဘယ်တောင်ပန်နဲ့ညာတောင်ပန်ရဲ့ငှက်မွေးတွေကိုရောနှောအသုံးပြုမယ်ဆိုရင်ကြက်တောင်သီးဟာလေထဲမှာထိရောက်စွာလဲပတ်နိုင်မှာမဟုတ်ပဲမူမမှန်စွာလဲပတ်ပြီးမထိန်ကျုံနိုင်လောက်အောင်လဲပတ်နေမှာပါဒါဆိုရင်ကျွန်တော်တို့ကြက်တောင်သီးရဲ့ဆက်ခေါ်ရမလားဘဲတောင်သီးပဲပြောင်းခေါ်ကြမလားဗျာ